session လေးပါတော့ University of the People နဲ့ပတ်သက်ပြီးတော့ဒီလိုလေးကိုမြင်မြန်သွားနိုင်တဲ့အတွက်လက်ရှိတက်ရောက်နေရပေါ့နော်အမမမိုးမြင့်ကျော်ဖိတ်ခေါ်ထားပါတယ်ရှင်။မင်္ဂလာပါရှင်။ ဟုတ်မင်္ဂလာပါညီမလေးဟုတ်ဒီမှာတည်းကမိုးမြင့်ပါရှင်ဟုတ်ကဲ့ပါရှင်ပထမဆုံးအနေနဲ့ပေါ့နော်လက်ရှိအခုအမရဲ့ပညာရေးနဲ့ပတ်သက်တဲ့အကြောင်းလေးနည်းနည်းတော့မိတ်ဆက်ပေးပါအောင်နော်ဟုတ်ညီမလောလောဆယ်တော့ပေါ့နော် University of the People မှာတော့ Health Science နဲ့Bachelor Degree မှာဆိုရင် University of the People မှာ Health Science တက်နေရပြီးတော့ University of London မှာက BA English တက်နေပါတယ်ရှင်ဟုတ်ကဲ့ရှင်ဒီ University of the People you people မှာပေါ့နော်တက်ရောက်ဖြစ်ဖို့အတွက်ရွေးချယ်ဖြစ်ခဲ့တဲ့အကြောင်းလေးလည်းသိပြရစီရှင်ရွေးချယ်ဖြစ်တဲ့အကြောင်းရင်းကလေဟိုသူများရဲ့လိုမျိုးကြီးကြီးကျယ်တော့မဟုတ်ဘူးပေါ့နော်ဒီတိုင်းပဲအမှမထင်တက်ဖြစ်သွားတာပေါ့ပထမတော့အိမ်မှာပဲဒီတိုင်းပဲအိမ်လိုက်စားလိုက်နေကနေပြော new feed မှာပေါ်လာတာပေါ့နော်တကယ်ချင်းတယောက် share ထားတွေ့လို့ဒီတိုင်းပဲရလို့ရညာပေါ့နော်ဒီကြောင်းလေးတွေ့ရတက်လိုက်မယ်ဆိုပြီးတော့ရှောက်ဖြစ်သွားတာပေါ့နော် scholarship တွေပါလေရှောက်မယ်လို့ဆောက်တော့တွေးထားမိပြီဒါပေမဲ့နောက်ပိုင်းကျမှဒီ program advisor ကနေပြီး invite လုပ်ပါတယ်ပေါ့နော် scholarship ရှောက်လာဆိုရှောက်မယ်ဆိုပြီးတော့ဒီအဓိကနေမှတက်ဖြစ်သွားတယ်ဒီ European ရဲ့ health science မှာဆိုရင်တော့ဘယ်လိုဘာသာရပ်တွေရောသင်ကြားရပါသလဲရှင်သူ့ရဲ့ major name ကိုက health science ဆိုတော့ကျန်းမာရေးနဲ့ပတ်သက်တဲ့ဟာတွေသင်ရတယ်ပေါ့နော်အဓိကအားဖြင့်တော့ဒီအမတို့ဒီကျန်းမာရေးနဲ့ပတ်သက်တဲ့သိပ္ပံဘာသာရပ်တွေပေါ့နော်ဒီ human biology တွေပြီးတော့ physiology တွေသင်ရတယ်ဒါပေမဲ့အဲ့ဒါတွေမသင်ခင်မှာသူအရင်ဆုံး foundation of public health ကိုအရင်သင်ရတယ်ဟိုပါဒီ history ပိုင်းတွေ philosophy အပိုင်းတွေပြီးတော့လို့ရှိရင်ဒီ global health trend တွေအဲ့ဒါတွေသင်ရတယ်နောက်ပြီးတော့ဒီသင်္ချာလေးနည်းနည်းပါတယ်ပေါ့နော်အဓိကပြီးတော့ဒီ college algebra ကိုမှ course နှစ်ခုလောက်ခွဲထားတယ်ပြီးတော့တခြားဒီသင်္ချာနဲ့ပတ်သက်တဲ့ဘာသာရပ်တချို့လည်းပါတယ်အမတော့မယူရသေးဘူးပေါ့နော်ဒါပေမဲ့ course အမပြီးသွားသင်္ချာနဲ့ပတ်သက်တဲ့ course ကတော့ဆို3ခုပြီးသွားရပါတော့ဒါပေမဲ့ရှေ့မှာလည်းထပ်ပြီးတော့ရှိအောင်မယ်လို့သူတို့ပြောတယ်ပေါ့နော်သင်္ချာနဲ့ပတ်သက်တာသင်ရတယ်ပြီးတော့ဒီ nutrition နဲ့ပတ်သက်တဲ့အပိုင်းတွေလည်းသင်ရတယ်နောက်ပြီးတော့ဒီ clinical diseases တွေပေါ့နော်အဲ့ဒါတွေလည်းသင်ရတယ်နောက်ပြီးတော့စီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီးတော့ business အပိုင်းနဲ့briefly introduction အနေနဲ့ course နှစ်ခုလောက်ပါတယ်လို့ထင်တယ်ပေါ့နော်အဓိကအဖြစ်တော့ health science ဆိုတော့ကျန်းမာရေးနဲ့ပတ်သက်တဲ့အသည့်အမြင်နဲ့အများကြီးပါတယ်ပြီးတော့ဟိုအနောက်ကဒီ history နဲ့ဆက်ဆက်ပြီးတော့တိတ်တုန်းကဖြစ်ခဲ့ဒီယောဂတွေပေါ့နော်အဲ့ဒီယောဂတွေကိုပြန်ပြီး analyze လုပ်ရတယ်ပြီးတော့အခုဖြစ်နေတဲ့ဒီမှာ COVID-19 တို့လိုမျိုးအဲ့လိုဟာတွေကိုလည်းပြန်ပြီး analyze လုပ်ပြီး compare လုပ်ရတဲ့ course တွေပေါ့နော်အဲ့ဒါမျိုးတွေပါပါတယ်ဟုတ်ဒီ you people က health science မှာပေါ့နော်တရားကျင်တဲ့သူတွေဆိုလို့ရှိရင်ပေါ့နော်တရားကျင်တဲ့သူတွေပေါ့ဒါပေမဲ့မတူညီတဲ့ဒီပညာရေးနောက်ခံတွေကလာတဲ့သူတွေဆိုလို့ရှိရင်ပေါ့နော်ဘယ်လိုမျိုးပြင်ဆင်ထားလို့ရနိုင်တယ်ဆိုတော့လေပြပြရစီရှင်မတူညီတဲ့ပညာရေးနောက်ခံဆိုတာဒီလိုမျိုးဟိုမှာဒီကျောင်းမတက်ခင်တော့အရင်တော့သင်ချာ course သင်ချာ major ခဲ့တာတော့အမလည်းအရင်တော့ဒီ physics major ကိုယူခဲ့တာပေါ့နော်ဒါပေမဲ့ health science ရွေးတဲ့ခါကျတော့ဒီ10တန်းလုံးကbiology အနေနဲ့သင်မှုတွေပေါ့နော်သင်မှုတွေဆိုတော့သူ့ရဲ့ term တွေနဲ့ကအများကြီးတော့မစိမ့်နေဘူးပေါ့နော်နည်းနည်းရင်းနှီးမှုရှိတယ်ဆိုတော့အစင်တော့ပြည်တယ်ဒါပေမဲ့နည်းနည်းတော့လုံးဝစိတ်ဝင်စားရင်တော့တက်ဖို့မတင်တော့ဘူးလို့ထင်တယ်ဥပမာကကိုကဒီကျမကြီးနဲ့ပတ်သက်ပြီးတော့ဘာမှအဲ့လိုမျိုး term တွေပါတခုမှလုံးဝအစိမ့်ပါအဲ့လိုမျိုးဆိုရင်တော့တိတ်အဆင်မပြေဘူးလို့ထင်တယ်နောက်ပြီးတော့ biology နဲ့ပတ်သက်တဲ့term တွေသူနဲ့ပတ်သက်တဲ့ဒီဟိုဟာဒီပေါ့နော် relationship တွေကိုနည်းနည်းလောက်သိနေပေါ့နော်ပြီးတော့မှလာတက်လို့ရတယ်ကျောင်းမှာမြန်မာကျောင်းသားတွေလည်းအများကြီးရှိတယ်ပေါ့နော်အခုနညီမလေးပြောတဲ့ဘသူကြီးရဲ့ background ကနေပြီးတော့သူကဆိုရင် engineer ကျောင်းတက်နေတဲ့
senior တွေရှိတယ်စေကြောင်းကနေပြီးတော့လာတဲ့ senior တွေလည်းတွေ့တယ်နောက်ပြီးတော့ဒီမြန်မာတက္ကသိုလ်မှာတော့English ဘာသာရပ်သင်တဲ့သူတွေရောတမိုင်းကိုယူထားတဲ့သူရောအများကြီးတွေ့ရပေါ့နော်ဒါပေမဲ့သူတို့ကတော့အခက်အခဲများဆဆမရှိဘူးလို့ပြောကြတယ်ဘာလို့ဆိုရင်သူတို့10တန်းတော့biology နဲ့ပြီးထားကြတယ်လို့ပြောတယ်တော့ကြားမိတယ်ပေါ့နော်ဆိုတော့မတူညီတဲ့ background ကလာရင်လည်းတကယ်လို့ဒီ major ကိုစိတ်ဝင်စားရင်တော့အဆင်ပြေမယ်လို့ထင်ပါတယ်โอเคရှင်ဒီ online university ဖြစ်တဲ့အတွက်ပေါ့နော်ဆိုတော့လေ့လာရတဲ့ပုံစံလေးနဲ့နောက်ပြီးတော့ဒီ student community အပိုင်းလေးတွေပေါ့နော်အဲ့ဒါလေးပဲနည်းနည်းတော့ရှင်းပြပေးပါအောင်နော်online university ဆိုတော့ online ကနေပဲပေါ့နော် website တွေကသူရဲ့ Moodle ထဲကနေလေ့လာရတာပေါ့ဒါပေမဲ့အဓိကကိုယ့်ရဲ့ဒီ study time ကို arrangement လုပ်နိုင်ရမယ် organize ကောင်းလုပ်နိုင်ရမယ်ပေါ့နော်ဘယ်လိုသင်ရလဲဆိုတော့ Moodle ထဲဝင်ပြီးတော့သူကတပတ်စာ assignment တွေတင်ထားပေးတယ် study material တွေသူတို့ဒီသတ်မှတ်ထားတဲ့နေရာမှာသူတို့တင်ထားပေးတယ် library လည်းရှိတယ် online library ပေါ့နော် open library လို့လည်းခေါ်ကြတယ် online library ကနေပြီးကိုသိချင်တဲ့အကြောင်းအရာတွေကိုအကုန်လုံးexplore လုပ်လို့ရတယ်ဒါပေမဲ့သူကသူက9 week ရှိတယ်ပေါ့နော်9 week မှာ final week ကတော့ final exam ပေါ့ဆိုတော့အရှိက10ပတ်မှာတော့ညီမတို့စာတွေလေ့လာရတယ်စာတွေအများကြီးဖတ်ရတယ်တပတ်စာဖတ်ရမယ် study material တွေကို instructor ကနေပြီးတော့သူရဲ့ Moodle ထဲမှာတင်ထားပေးပြီးသွားတယ်ဆိုတော့ကြာတာပလေးနေ့လယ်12နာရီကနေပြီးတော့နောက်တစ်ပတ်ကြာတာပလေးနေ့လယ်12နာရီအထိကိုလုပ်ရမယ့် assignment တွေတင်ထားပေးတယ် assignment အမျိုးအစားအကျဉ်းဖြင့်၄ခုရှိမယ်ပေါ့နော် discussion forum ရှိမယ် learning journal ရှိမယ် written assignment ရှိမယ်ပြီးတော့ quiz တွေရှိမယ် quiz ထဲမှာ2မျိုးရှိတယ်ဒီတစ်ပတ်စာအပတ်တိုင်းပါတဲ့ self quiz ရယ်3ပတ်မှတစ်ခါလာတဲ့ graded quiz ရယ်ဆိုပြီး2မျိုးရှိတယ်ပေါ့ self quiz ကတော့ GPA တွေပါနဲ့လုံးဝ related မဖြစ်ဘူးဒါပေမဲ့ graded quiz ကတော့အမှတ်ပေးတယ်ဆို graded quiz ကတော့2ပတ်ပြီးတော့မှတစ်ခေါက်လာတယ်3ပတ်တစ်ခါလာတာပေါ့နော် learning journal ကတော့အပတ်တိုင်းတော့မပါဘူးဟိုမှာ2ပတ်ပါပြီးတစ်ပတ်နားတာမျိုးအဲ့လိုမျိုးလာတတ်တယ်ဆိုတော့အပတ်တိုင်းမှာအဲ့၄မျိုးလုံးတော့မလုပ်ရဘူးဟိုမှာအပတ်တိုင်းမှာအနည်းဆုံးတော့2မျိုးတော့ပါတာပေါ့နော်discussion forum ကတော့အပတ်တိုင်းပါလေးရှိတယ် written assignment ကတော့2ပတ်တစ်ခါ3ပတ်တစ်ခါအဲ့လိုပါလေးရှိတယ် discussion forum မှာကျတော့ instructor ကနေပြော instruction ပေးထားတဲ့နောက်မှာဒီကျောင်းသားတွေကနေပြီးတော့သူတင်ထားပြ course material ထဲကစာတွေကိုအများကြီးပဲဖတ်ရတယ်အဲ့ဒီစာအများကြီးကိုဖတ်ပြီးတော့သူပေးထားတဲ့ instruction အတိုင်း discussion post တွေတင်ပေးရတယ်အများဖြစ်တော့စာလုံးကြီး250ဝန်းကျင်လောက်ရှိကြတာပေါ့နော်တင်ပြီးတော့လို့ရှိရင်ဒီ classmate 3ယောက်ကနေပြီးတော့ကိုယ့်ရဲ့ discussion post ကိုပြန်ပြီးတော့ rate လာလုပ်မယ် reply လာလုပ်မယ်ပေါ့ discuss လုပ်တဲ့သဘောဆိုတော့ online university ဖြစ်တဲ့အတွက် discussion forum ကတော့နည်းနည်းပြင်းစရာကောင်းတယ်ဘာလို့လဲ spoken စကားနဲ့ပြောရတာမဟုတ်ဘဲနဲ့စာကြီးနဲ့ရေးပြီးတော့ပြောရတာဆိုတော့ခါကြရင်ကိုညင်းချင်တဲ့အပိုင်းရှိရင်တော့မှသူတို့ဟာကြီးကိုတွေ့ပြီးကိုညင်းချင်တယ်ဒါပေမဲ့နောက်နေ့ကျရင်ကိုညင်းချင်တာပါလဲဆိုတော့မေ့သွားတယ်အဲ့ဒီပြဿနာတော့ရှိတာပေါ့နော်ဆိုတော့သူတို့ပေးထားတဲ့ဟိုမှာကိုတင်ထားတဲ့ဟာကိုတကယ်ရှိ reply လာလုပ်တဲ့အခါမှာမကြည့်နဲ့လို့ရှိရင်အဲ့မှာတင် file လို့ရတယ်တော့အဲ့ဒီခါကျရင်လည်း instructor ကလည်းပဲဒီ discussion ထဲမှာပါဝင်ပြီးတော့ discuss လုပ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါက discussion လုပ်တဲ့ဟာ written assignment ကြတော့အမှတ်ပေးတဲ့ပုံစံမျိုးရှိတယ် written assignment ကိုဒီ anonymous နဲ့အနေနဲ့ peer assessment ဆိုပြီးရှိတယ်ဆိုတော့ written assignment တင်လိုက်လို့ရှိရင်တကယ်ချင်း3ယောက်ကကိုယ့်ရဲ့ written assignment ကိုစစ်မယ်ပြီးလို့ရှိရင် instructor ကလည်းပဲအဲ့ဒါကိုပြင်စစ်တယ်ဒါတော့ဒီ doc ထဲမှာရေးပြီးတော့ပြင်တင်ပေးရတာပေါ့နော်ဆိုတော့ learning channel ကတော့ကိုယ့်တကယ်ချင်းတွေမမြင်ရတော့ဘူးဒါ instructor only ပဲစစ်တာပေါ့နော် online university ဖြစ်တဲ့အတွက် consistency ကတော့အရင်အရေးကြီးတယ်ကျောင်းစတက်တုန်းကမြန်မာပြည်ကတကယ်ချင်းတွေအများကြီးရှိတယ်ဒါပေမဲ့အများကြီးမှအခုလန်တော်လောက်ရောက်လာတော့နည်းနည်းပဲပါလာတော့တယ်အကုန်လုံး online university ဆိုတော့တပတ်တစ်ခါစာလုပ်တယ်
due date တွေလွန်ကုန်တာပေါ့နော်သူရဲ့ assignment တွေ date လွန်သွားသူတို့ကအပြင်မှာအလုပ်လုပ်တဲ့လူတွေရှိရဲ့အပြင်မှာတခြားသင်တန်းတွေတက်တဲ့လူတွေရှိပြီးတော့အဲ့ website Moodle ထားဖို့မဝင်ဖြစ်ဘူးဝင်ဖြစ်တဲ့ခါကျတော့ date တွေကြော်ပြီးတော့ assignment တွေမထပ်နဲ့အကုန်လုံးကြော်ပြီးတော့အဲ့မှာသူတို့လည်းရောပြီးတော့ course တွေထပ်ပြီးတော့နေဖြစ်နေတယ် break like ဒီပေါ့နော် so online university ဖြစ်တဲ့အတွက်အပတ်တိုင်းဒီ Moodle ထားဖို့ဝင်ပြီးတော့စာလုပ်ဖို့လိုတယ်ပြီးတော့ study schedule အရင်အရေးကြီးပါတယ် ရှင်ဒီ admission အပိုင်းမှာဆိုရင်ပေါ့နော်ဒီ technique ကိုဘယ်နှကြိမ်လောက်ခေါ်ယူလေးရှိလဲဘယ်ချိန်တွေမှာ admission ခေါ်ယူလေးရှိလဲ admission ကတော့အမတီးတလောက်9ခေါက်ခေါ်လာမသိဘူးနှစ်လတစ်ခါပေါ့နော် January March ပြီးတော့ June လာမယ် August လာမယ် October လာမယ်ဆိုတော့တစ်နှစ်မှာ9ခါတော့မှကျောင်းအပ်လို့ရတာပေါ့နော်တကယ်လို့ scholarship ရှောက်မယ်ဆိုလို့ရှိရင် admission ကစောလေးကောင်းလေးပဲ scholarship ရှောက်မယ်လို့စဉ်းစားထားလို့ရှိရင်ကျောင်းစောအပ်လေးကောင်းလေးပဲဘာလို့ဆိုရင်နောက်ကျမှအဲ့လိုရှိရင်ဒီမှာသူတို့စီမှာ fund ကုန်သွားတာတော့မလောက်တော့တာလို့ဆိုရင် scholar ကအပြည့်မရပဲ partial ပဲရတချို့ကျတော့30% မရတာမျိုးတွေ့တယ်ဆိုကြတော့လည်း50% မရတယ်သူတို့50% ပြင်ပြီးတော့တက်တယ်နောက်ထပ်တစ်ခုကျမှ full scholar ပြင်ရှောက်ပြီးတက်တာမျိုးရှိတယ်ဆိုတော့ admission ဘိုင်းကတော့တစ်နှစ်မှာ9ခေါက်ခေါ်တယ်ပေါ့နော်9ခေါက်ခေါ်တယ်အဲ့ဒီ9ခေါက်မှာဆုံးလိုက်နေများဆုံးလေးနေကျောင်းအထိုင်တော့အကောင့်ဆုံးပါရှင်ဒီယူပိပမှာပေါ့နော်အမှလက်ရှိတက်ရနေတဲ့ health science အပြင်တခြားလေ့လာလို့ရတဲ့ major လေးတွေရောရှိမလားရှင်major ကတော့အရင်နေတယ်ဆိုတော့အမတကယ်တော့ health science ကတအားစိတ်ဝင်စားလို့ယူခဲ့ရတာမဟုတ်ဘူးဒါပေမဲ့သူ့မှာရှိတဲ့ major ကhealth science ရှိတယ် business ရှိတယ်ပြီးတော့ computer science ရှိတယ် education ရှိတယ်ဒါပေမဲ့ education က bachelor degree မရှိဘူး master ပဲရှိတယ်ဆိုတော့ bachelor degree က3ခုပဲရှိတာပေါ့နော်အဲ3ခုထဲမှာအမကသင်ချမတော်တဲ့ခါကျတော့ business ကလည်းအဆင်မပြေဘူး computer science ကလည်းအဆင်မပြေဘူးဆိုတော့ကျန်တဲ့အဲ့ဒီ health science ကိုပဲဒီလက်တွေ့နဲ့လည်းနှိစက်တယ်ဆိုပြီးယူဖြစ်သွားတာဆိုတော့ major ကတော့အရင်နေတယ်ဒါပေမဲ့တိတ်တော့အရင်စိတ်ဝင်စားဖို့ကောင်းတယ် health science ကိုပြောတာပေါ့နော် health science အရင်စိတ်ဝင်စားဖို့ကောင်းလူခန္ဓာကိုယ်ရဲ့တည်ဆောက်ပုံတွေကိုလေ့လာရတယ်အရင်မိုက်တယ်နောက်ပြီးတော့ဒီ virtual laboratory တွေရှိတယ်သူတို့မှာယောဂတွေရဲ့တစ်ခုတစ်ခုပေါင်းပြီးတော့စမ်းသပ်တာမျိုးတွေဆိုရင်အရင်စိတ်ဝင်စားဖို့ကောင်းတယ်ဟုတ်ဒီပထမနေ့တက်ရောက်မဲ့စတက်မဲ့သူတွေပေါ့နော်ဆိုတော့ဒီ document ပြင်ဆင်တဲ့အပိုင်းမှာဆိုရင်ရောဘယ်လိုမျိုးပြင်ဆင်ထားဖို့လိုအပ်မလဲဆိုတာဒီလည်းသိပြရစီရှင်document အပိုင်းကတော့အမကျောင်းအလုံးကတော့ matriculation exam ရဲ့အောင်လက်မှတ်ရဲ့အမှတ်စီးရဲ့ပေါ့နော်အဲ့နှစ်ခုပဲလုပ်ခဲ့တာဆိုတော့ဘာလို့လဲဒီမှာ GED လည်းမဖြစ်ရသေးဘူးဆိုတော့အဲ့ဒါပဲရှိရဲဆိုတော့အဲ့ဒါကိုပဲ notary ပြန်ပြီးတော့ advisor ကိုပို့လိုက်တယ်ပို့တော့ admission တန်းရတော့ပေါ့နော် now English စာအနေနဲ့ကတော့ IELTS တို့ Duolingo တို့တောင်းပြီးမယ်မပါမဖြစ်တော့လည်းမဟုတ်တကယ်လို့ IELTS တွေ Duolingo တွေဖြေထားတာမရှိဘူးဆိုလို့ရှိရင်ပေါ့နော်ဒီ EFST ဆိုတဲ့ဟာလေ level test စစ်တဲ့ဟာလေးရှိတယ်လေအဲ့ဒါက level test အဖြေရလို့ရှိရင် PDF file နဲ့ download လုပ်လို့ရတယ်အဲ့ဒါလေးကိုသူတို့ကိုသင်ပေးရင်လည်းအဆင်ပြေတယ်တကယ်လို့ကိုယ့်ရဲ့ English level ကupper intermediate မဟုတ်ဘူးเนาะမ intermediate လောက်ပဲရှိတယ်ဆိုရင်သူတို့ဘက်ကနေပြီးတော့ဒီ English composition course ကို join ဖို့ recommend ပေးလိုက်မယ်ဆိုတော့အနည်းဆုံး upper intermediate ရောက်ထားရင်တော့အဲ့ဒီ course တွေကို skip လုပ်ရမှာပေါ့တကယ်လို့အဲ့လိုမှမဟုတ်ဆိုရင်တော့လည်းအဲ့ဒါကနေပြီးတော့စတက်ရမှာပေါ့သူတို့ဘက်ကနေပြီးတော့သူတို့ဒီ Moodle format နဲ့ရင်းနှီးအောင်ဆိုပြီးတော့လုပ်ထားတဲ့ foundation course လည်းရှိတယ်အဲ့ဒါကတော့ပထမနှစ်တက်မယ့်ကျောင်းသားတိုင်းအကုန်လုံးမတက်မဖြစ်တက်ရမှာပေါ့အင်္ဂလိပ်စာကတော့ခုနကမှပြောလို့ပဲတကယ်လို့ advanced upper intermediate ရတယ်ဆိုရင်တော့ဒီ English course တွေကို skip လုပ်ရတယ်အဲ့လိုမရအောင်ဆိုရင်တော့ပြန်တက်ရမှာပေါ့ဆိုတော့ document ဘိုင်းကတော့အဲ့ဒါပေါ့နော်ဒါပေမဲ့ကျောင်းတက်မယ်ဆိုလို့ရှိရင်အနည်းဆုံး English level က pre intermediate ကတော့
ရှိကိုရှိတယ်ဘာလို့ဆိုရင်စာအများကြီးပဲဖတ်ရတယ် course ဥမာဒီ term တစ်ခုဖွင့်နေဆိုရင် course က maximum ၄ခုယူလို့ရတယ်အများဆုံး၄ခုယူလို့ရတယ်အနည်းဆုံးတစ်ခုယူလို့ရတယ်အဲ့တစ်ခုတော့မှတစ်ပတ်ကိုစာလုပ်တဲ့အချိန်ကအနည်းဆုံး10နာရီလောက်ရှိတယ်အဲ့တစ်ပတ်စာပေါ့နော်တစ်ပတ်စာတစ်ခုပဲရွေးတော့10နာရီရှိတယ်ဆိုတော့တကယ်လို့၄ခုယူမယ်ဆိုရင်တော့အနည်းဆုံးနိုင်40ဝန်းကျင်သွားမှာပေါ့ဆိုတော့စာအများကြီးဖတ်ရတယ်အဲ့ဒီစာတွေကိုပြန်ပြီးတော့သုံးပြီးတော့ assignment ပြန်တင်ရဖြစ်တဲ့အတွက်စာတွေလည်းအများကြီးပဲရေးရတယ်ဖတ်လည်းဖတ်ရတယ်အဲ့ဒါကြောင့်ဒီ English level ကတော့အနည်းဆုံး pre-inter လောက်ရှိထားမှာပဲပို့ပြီးတော့အဆင်ပြေတယ် document ပိုင်းကတော့ခုနကပြောသလိုပဲ GED လည်းရတယ် matriculation exam လည်းရတယ်စနစ်တန်းအောင်လက်မှတ်လည်းရတယ်ပြီးတော့ English ဆိုရင် IELTS တို့ Duolingo တို့ဖြေလည်းရတယ်မဖြေလည်းရတယ်အဲ့ဒါမရှိရင်လည်းသူတို့ဖြေခိုင်းတဲ့ level test ကိုဖြေလိုက်ပြီးတော့တက်တယ်အဆင်ပြေတယ် proficiency scholarship ရှောက်တဲ့သူတွေဆိုလို့ရှိရင်တော့ English proficiency test တွေကရှိကြတာတော့ပိုကောင်းမယ်လို့ထင်တယ်အဲ့လိုမျိုးသဘောလားရှင်ဟုတ်ကဲ့ scholarship ရှောက်မဲ့သူဆိုရင်တော့ proficiency test like just an optional ပဲလို့ထင်တယ်ဘာလို့ဆိုအမတော်ကအမအဲ့ဒီတော့ကကျောင်းလျှောက်တော့ကအဲ့ဒါမရှိဘူးဘာမှမဖြေရသေးဘူးတိလားအိမ်မှာအဲ့လိုက်စားလိုက်နဲ့နေရင်ထိုင်နေအဲ့ဒါကိုတွေ့လို့လျှောက်လိုက်တာအဲ့တော့ကကိုယ့်ရဲ့အင်္ဂလိပ်စာကဘယ်တော့မှမရှိသေးတယ်ဒီတိုင်းစာလေးတွေဖတ်တတ်တယ်ရေးတတ်တယ်အဲ့လောက် level ပဲရှိသေးတာပေါ့နော်သူတို့ဖြေခိုင်းတဲ့ဟာလေးကိုတက်ပြီးတော့အဲ့တော့ကအမ intermediate လာပဲရလို့သူတို့စီက English course တော့တက်လိုက်ရတယ်ဆိုတော့ IELTS တို့ Duolingo တို့ကတော့မပါမဖြစ်တော့မဟုတ်ဘူးလို့ထင်တယ် scholarship ရှောက်ရင်တောင်မှပေါ့လေဟုတ် ဒီ scholarship ကိုရှောက်ထားတဲ့သူတွေအတွက်ပေါ့နော်ဒီပထမနှစ်တုန်းကမရခဲ့တာမျိုးပဲဖြစ်ဖြစ်ဆိုရင်ဒုတိယနှစ်မှာလည်းဆက်ပြီးတော့ရှောက်ထားလို့ရတာမျိုးလားရှင်နောက် admission နဲ့စရှောက်တဲ့အချိန်မှာပေါ့နော်တစ်ခါလေးတွေးရှောက်ရတဲ့သဘောမျိုးလားရှင်ဟုတ်တယ် scholarship ရှောက်မယ်ဆိုရင် तू ကအမရဲ့အတွေ့အကြုံပေါ့နော်အကျောင်းစရှောက်တော့ admission စရှောက်တော့မနက်7 နာရီလောက်ရှောက်လိုက်တာညနေ4 နာရီလောက်မှာ reply ရလာတယ် admission ရသွားပြီဆိုပြီးတော့အဲ့အချိန်မှာ तू က option ပေးလာတယ် scholarship ရှောက်မှာလားဒါမှမဟုတ် post ရနေခုတက်မှာလားပေါ့အဲ့ဒါနဲ့ကိုက scholarship ရှောက်မယ်ဆိုပြီးတော့ရွေးလိုက်တာပေါ့ပြီးရတဲ့ခါကျတော့ तू က document တောင်းတယ်ဆိုတာဒီခုနကပြောတဲ့ matriculation ကို pass ထားတဲ့စာရွက်စာတမ်းတွေတောင်းတယ်ပြီးတော့ English proficiency test တောင်းတယ်ဒါပေမဲ့အမှမရှိဘူးဆိုတော့သူပေးတဲ့ test ကိုဖြေလိုက်တယ်ပြီးတော့ essay တစ်ပုဒ်ရေးလိုက်စာလုံးရေ900ပါတဲ့ essay တစ်ပုဒ်ရေးရတယ်ခေါင်းစဉ်ကတော့ဒီလိုလေးပဲဘာကြောင့်ဒီ scholarship ကိုရှောက်တာလဲအဲ့ခေါင်းစဉ်အောက်မှာစာလုံးရေ900ရေးပေးရတယ်တကယ်လို့ scholarship ရသွားပြီး full scholar ရသွားတယ်ဆိုလို့ရှိရင်သူက course 10ခုစာပဲပေးတယ်အများဆုံး10ခုစာပဲ course ကအခု40တက်ရမှာပေါ့နော်အခု40လုံးမပေးဘူးအခု40စာလုံးမပေးဘူးအပြီး10ခုစာ10ခုအဲ့လိုမျိုး၄ခါပေးတယ်ပေါ့နော်တော့10ခုစာရသွားပြီး10ခုစာကုန်သွားပြီးဆိုရင်သူတို့ reminder လုပ်ပြီးတယ်scholarship ကုန်သွားပြီးဆက်ရှောက်မှာလားဆိုရင်အဲ့ဒီမှာessay နောက်ခေါက်ပြန်ရေးနောက်ခေါက်ထပ်ရှောက်ပြီးတော့အဲ့ဒီ10ခုစာကုန်သွားလို့ရှိရင် essay နောက်ခေါက်ပြန်ရေးနောက်ခေါက်ထပ်ရှောက်ဒါပေမဲ့ပထမနှစ်မှာ full scholar ရထားတဲ့သူကပေါ့နော်နောက်နှစ်တွေမှာတကယ်လို့ GPA ကောင်းလို့ရှိရင် full scholar ရတာများတယ်အမဆိုရင် scholar ရတာတော့ခါရှိတယ်အဲ့လိုမျိုးဘာကနာပြောသွားတယ်လို့ပေါ့နော်ဒီ online university ဖြစ်တဲ့အတွက်ဒီ consistency ကလည်းအရေးကြီးတယ်ပေါ့ဆိုတော့ဒီအချိန်စီမံခန့်ခွဲမှုပိုင်းမှာရောအမအနေနဲ့ဒီစာလေးလာတဲ့အခါမှာပေါ့နော်ထိရောက်မှုရှိအောင်ဘယ်လိုမျိုးလေးလုပ်ဖြစ်လဲပေါ့နော်အဲ့ဒီလေးသိပြရစီတခြားသူတော့မသိဘူးနော်အမအိမ်မှာလေအိမ်ကပရိဘောကတစ်ခုလိုပဲအိမ်ထဲမှာပဲအမြဲတမ်းကတ်နေတဲ့သူဆိုတော့ဟိုအချိန်စီမံခန့်ခွဲတာတော့အများကြီးတော့မခက်ခဲဘူးပေါ့နော်ဒါပေမဲ့ကျောင်းက bachelor degree 2ခုနဲ့ diploma 2ခုဆိုတော့ပထမတက်တုန်းကတော့အဲ့ဒီတစ်ခုတည်းနဲ့ဒီအဆင်ပြေတာပေါ့နော်နောက်ပိုင်းကျောင်းတွေများလာတဲ့ခါကျတော့စာမေးပွဲတွေတိုက်တယ်ပေါ့နော်ဟိုဘက်စာမေးပွဲနဲ့ဒီဘက်ကစာမေးပွဲနဲ့တိုက်လာတဲ့ခါကျရင်တော့
နည်းနည်းတိုင်ပတ်တာပေါ့လေဒါပေမဲ့ course ဒီစာသူ course ယူထားတယ်ပေါ့နော် course က9ပတ်တက်ရတယ်လေအဲ10ပတ်မှာ4ပတ်မြောက်လောက်မှာကိုယ့်အခြေအနေကတိတ်မကောင်းဆိုရင် course ကို drop လုပ်လို့ရတယ်ဆိုတော့4ပတ်လောက်ထိတော့တကယ်ကိုကြိုးကြိုးစားစားနဲ့စာလုပ်ခဲ့တယ်ဒါပေမဲ့ကိုယ့်ရဲ့ဒီ schedule အရအဆင်မပြေဖြစ်သွားတယ်ဆိုရင် course ကို drop လိုက်တယ်ဒါပေမဲ့ course တစ်ခုစာအတွက်ဆိုရင်တော့တစ်ပတ်ကိုအနည်းဆုံး8နာရီစာလုပ်နိုင်တော့လုံလောက်ပါတယ်ဘာလို့ဆိုရင် course တစ်ခုဆိုရင်သူက discussion တစ်ခု learning journal တစ်ခုသို့မဟုတ် reading assignment တစ်ခု assignment တစ်ခုပဲရှိတာ assignment တစ်ခုပဲရှိတာဆိုတော့တစ်ခါကြာရင်တော့3ခုဖြစ်သွားတာပေါ့လေဒီ3ပတ်မြောက်ကြာရင်တော့3ခုဖြစ်သွားတယ်ဆိုတော့လုပ်ရတဲ့ assignment အရင်နေမဖတ်ရတဲ့စာတော့များတယ်ပေါ့နော်အဲလုပ်ရတဲ့ assignment လေးကတစ်ပတ်မှာတကယ်ပြီးပါတယ်တကယ်လို့ကိုယ့်ကိုအချိန်အများကြီးမရဘူးလို့ထင်ရင်ဖြည်းဖြည်းချင်းပေါ့နော်ဒီ term တစ်ခုမှာ course တစ်ခုပဲယူအများနဲ့အဆင်ပြေလာပြီ2ခုလောက်တိုးယူပေါ့2ခုလောက်တိုးယူအချိန်အများကြီးပေါ်သွားပြီဆိုတော့4ခုလောက်ယူလိုက်တဲ့အကြောင်းလေးမြင်ပြီးရနည်းနည်းကိုယ့်တော့လည်းမြင်လေးဖွင့်ရတာပေါ့နော်ဒါပေမဲ့စာလဲလို့အချိန်မရှိဘူးဆိုရင်တော့လည်းအနည်းဆုံးတစ်ခုလောက်တော့ယူပြီးတော့ဖြည်းဖြည်းချင်းသွားလို့ရတယ်လုံးဝမယူဘဲနဲ့ drop လိုက်တာထက်ဆိုင်လေတစ်ခုချင်းဖြည်းဖြည်းချင်းသွားရင်တော့ရပါတယ်သူများ4နှစ်နဲ့ပြီးရင်ကို6နှစ်လောက်ဆိုရင်တော့ပြီးပါဘူးဒီကတော့ဒီယူပြီးတော့ကနေပြီးတော့မှဘွဲရပြီးသွားတဲ့အခါမှာဆိုလို့ရှိရင်အလုပ်ကိုင် equipment တွေအနေနဲ့ဆိုရင်တော့ဘယ်လိုမျိုးတွေရှိနိုင်လဲရှင်ဒီ health science နဲ့ပေါ့health science ပြီးသွားလို့ရှိရင်အမအရှိမ senior 2ယောက်ရှိတယ်ပေါ့နော်တစ်ယောက်ကကြတော့ဒီ hospital မှာmanagement ဘိုင်းမှာလုပ်တဲ့ management ဘိုင်းကိုသူကအပြင်မှာတောက်လို့ရတော့မဟုတ်ဘူးသူက US ကိုရောက်နေတာဆိုတော့အဲ management ဘိုင်းမှာ online ကနေပြီးတော့လုပ်တဲ့ position တစ်ခုရတယ်ပေါ့နော်အဲ့ဒီအကြောင်းကတော့မ share ရသေးဘူးပေါ့နော်နောက်တစ်ယောက်ကကြတော့ဒီ pharmacy ဘိုင်းမှာ pharmacy ဘိုင်းမှာလုပ်တဲ့သူကြတော့ UB ဘက်ကဘွဲရသွားတယ်ဒါပေမဲ့သူကြတော့ extra တင်တဲ့နောက်ထပ်တစ်ခုထပ်တက်ရတာပေါ့နော်ဒီ pharmacy နဲ့ပတ်သက်တဲ့ term တွေနဲ့သူတို့စီကသတ်မှတ်ထားတဲ့တင်တဲ့တစ်ခုထပ်တက်ပြီးတော့ဒီဆေးအယောင်းဝင်တယ်ပေါ့ဆေးအယောင်းဝင်တယ် US မှာဆေးအယောင်းဝင်တယ်လုပ်နေတာတော့ရှိပါတယ်နောက်တခြားအလုပ်ကိုင်တွေအခွင့်အလမ်းတွေလည်းအများကြီးရှိတယ်ကျောင်းကနေလည်းအဲ့ဒီအလုပ်ကိုင်အခွင့်အလမ်းအတွက်ဆွေးနွေးပေးတာမျိုးရှိတယ် service ပေးတာပေါ့နော်အကြောင်းပြီးသွားလို့ရှိရင်သူတို့စီကနေပြီး career development ဆိုပြီးရှိတယ် career development center ကနေပြီးတော့ဒီ specialized တွေရှိတယ်လေအဲ့ဒါကိုတည်တံ့ဆွေးနွေးပေးတဲ့ပုံစံတွေရှိရပါတော့သူတို့ကနေပြီးဆွေးနွေးပေးပြီးတော့အလုပ်ကန်ခွင့်တယ်သူတို့ဘက်ကနေပြီးအလုပ်ကူလျှောက်ပေးတာမျိုးလဲရှိတယ်လို့ကြားမိတယ်ဟုတ် my future plan ဆိုလို့ရှိရင်ပေါ့နော်ဒီလိုမျိုးလေးဖြစ်နေစားလေးတွေသိပေးရစီရှင် future plan ကwhen I ပြောရင် health science degree ရေးကြိုင်ပြီးတော့ဘာမှတော့မလုပ်ဘူးเนาะဒါပေမဲ့ဒီကနေ degree ရပြီးသွားလို့ရှိရင်တော့တခြားဒီနိုင်ငံမှာပေါ့နော် US ဖြစ်ဖြစ် UK ဖြစ်ဖြစ်ဟောရင်လည်းအနည်းဆက်ဆုံးထိုင်းလောက်မှာပေါ့နော် education နဲ့ပတ်သက်တဲ့ master တစ်ခုယူမယ်ပြီးသွားရင်တော့ကိုအခုလုပ်နေတဲ့ career ကိုပဲဆက်ပြီးတော့လုပ်သွားမယ်လို့တော့လုပ်ထားပါတယ်အရင်က you people ကအပြင်ကျောင်းတွေရှောက်လို့မရဘူးအပြင်ကျောင်းရှောက်လို့မရဘူးဆိုတာကသူနဲ့ကျောင်းဥပမာကွာ you people ကနေပြီးတော့ bachelor ရသွားလို့ရှိရင်အဲ့ဒီ bachelor degree ကိုသုံးပြီးတော့ရှောက်လို့ရတဲ့ကျောင်းက limit ရှိတယ်အရင်တုန်းကပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းကျတော့ national recognize ဖြစ်သွားပြီ accreditation နောက်တစ်ခုရသွားရင်လည်းမေ့တယ်အဲ့ဒီ accreditation ရသွားပြီဆိုတော့ကြိုက်တဲ့ကျောင်းပေါ့နော် US တစ်ခွင်လုံးမှာရှိတဲ့ university အကုန်လုံးကိုရှောက်လို့ရသွားပြီဖြစ်တဲ့အတွက်အရင်ကထပ်တော့ပို့ပြီးတော့အများကြီး option များလာတာပေါ့နော်ဟိုမှာ corner တို့ပါတော့ရှောက်လို့ရချင်ရသွားမယ်လို့ထင်တာပဲအရင်တော့သူနဲ့ချိတ်ဆက်ထားတဲ့ဥမာ University of Edinburgh တို့နောက် New York University တို့အဲ့လိုမျိုး limit ရှိတယ်ပေါ့နော်အဲ့ဒါတွေပဲရှောက်လို့ရမယ်ပေါ့ဒါပေမဲ့အခုနောက်ပိုင်းတော့သူတို့ဒီ accreditation ရသွားပြီဆိုတော့ရှောက်လို့ရတဲ့ကျောင်းတွေကတော့အများကြီးဖြစ်သွားပါပြီအခွင့်အရေးတွေအများကြီးပေါ်လာတာပေါ့ဟုတ်
ဟုတ်ကဲ့ပါရှင်မိကုန်းလေးတွေကတော့ဒီလောက်ပါပဲရှင်အခုလိုမျိုးပေါ့နော်အချိန်ပေးပြီးတော့မှဆွရှိရှိနဲ့မိကုန်းလေးတွေအသေးစိတ်ကိစ္စလေးရှင်းပြပေးတဲ့အတွက်မမမမြင့်ကျော်ကျမရဲ့ Take Your Time အဖွဲ့ကနေပြီးမှအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင် ဟုတ်ကဲ့အမလည်းကျေးဇူးပါ knowledge တွေ share ခွင့်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ရှင် ကဲပါ